အခန်းနှင့်သူဇနာကဏ္ဍသူတော်ကောင်းတို့ကိုသာပေါင်းဖော်ရ၏သူတော်ကောင်းတရားကိုသိရ၍မြင့်မြတ်၏သူယုံမာတို့နှင့်ပေါင်းဖက်ခြင်းကိုစွန့်လွတ်လော့သူတော်ကောင်းပေါင်းဖက်အပ်သူကိုသာစီကပ်လော့ကုသိုလ်ကောင်းမှုကိုအစဉ်အမြဲပြုလော့မမြဲသောအဖြစ်သင်္ခါရတရားကိုအစဉ်အမြဲအောက်မေ့ဆင်ခြင်လော့သူယုတ်တို့သည်ရေတဖန်သီးမဲနှင့်တူ၏အပြစ်မှန်အားဖြင့်ဆင်းရှိတော်လဲအတွင်း၌မူကားပိုးလောင်များဖြင့်သာပြေကုန်၏ပိနေသည့်မဲ့တို့သည်ပြင်ပ၌စူးများရှိတော်လဲအတွင်းအရသာမူကားချုံမြိန်လာပေ၏သူတော်ကောင်းတို့၏စိတ်နှလုံးသည်လည်းထို့အတူပင်ဖြစ်၏ဆန္ဒကူးပင်သည်တွေးချောက်သွားသည့်တိုင်မိုးရနံ့ကိုမစွန်စင်မြောင်သည်စစ်မြေပြင်သို့ရောက်တော်လဲခန့်ထဲတင့်တယ်ခြင်းကိုမစွန်ကြံသည်ကျိတ်ဆက်သို့ရောက်တော်လဲချို့သောအရသာကိုမစွန်ပညာရှိသူတော်ကောင်းသည်ဘေးဒုက္ခဆင်းရဲသို့ကြာရောက်များတော်လဲသူတော်ကောင်းတရားကိုမစွန်ရှင်သေးတို့မြည်သည်ငမွတ်စာလောင်တော်လဲမြတ်သေးရွက်တို့ကိုမူမစားပညာရှိသူတော်ကောင်းတို့သည်လည်းဆင်းရဲဒုက္ခကြုံရတော်လဲမကောင်းမှုဒုစရိုက်ကိုလက်မခံအကျင့်သီလကိုစောင့်ထိန်ကြကုန်၏မြင့်မြတ်သောမျိုးနွယ်ကိုစောင့်သူသည်ဆင်းရဲခြင်းသို့ရောက်တော်လဲယုံညံ့သောအမှုကိုမပြုဆန္ဒကူးနံ့သာသည်ချမ်းမြေ၏ထိုထက်လာရောင်ကပို၍ချမ်းမြေ၏ဆန္ဒကူးနှင့်လာရောင်တို့ချမ်းမြေသည်ထက်ကောင်းစွာဆိုအပ်သောသူတော်ကောင်းစကားကပို၍ချမ်းမြေ၏အနောက်ကနေထွက်ရ၏မြင့်မို့တောင်ရိုင်ညွတ်ရ၏ငရဲမီအေးရ၏တောင်ထိပ်၌ကြာပွင့်ရ၏သူတော်ကောင်းစကားသည်ကတရံတဆင့်မှမဖောက်ပြန်ရတပင်၏အရိပ်သည်အေးချမ်း၏ထိုထက်ဆွေမျိုးမိဘအရိပ်ကပို၍အေးချမ်း၏ထိုထက်ဆရာသမားအရိပ်ကပို၍အေးချမ်း၏ထိုထက်မြတ်စွာဘုရားအရိပ်ကအစာများစွာသာလွန်အေးချမ်း၏ပြားပတုံးတို့သည်ပန်းကိုအလိုရှိကုန်၏သူတော်ကောင်းတို့သည်ဂုဏ်ကျေးဇူးကိုအလိုရှိကုန်၏ရှင်ကောင်တို့သည်အပုပ်ကိုအလိုရှိကုန်၏သူယုတ်တို့သည်အမျက်ဒေါသကိုအလိုရှိကုန်၏အမိအဖတို့၏အဆုံးအမကိုမရမှုကိုနှုတ်အမူအရာကျမ်းနှံ့၏အမိအဖတို့၏အဆုံးအမကိုကောင်းစွာမရကောင်းစွာရမှုကိုနှုတ်အမူအရာရင်လိမ္မာရင်ကျေး၏စစ်မြေပြင်အရ၌ရဲရင်သူကိုအလိုရှိ၏လိုအပ်သောကိစ္စ၌နှုတ်လုံသူကိုအလိုရှိ၏စားကောင်းတောက်ဖွယ်စားတောက်ရချိန်၌ချစ်ခင်သူကိုအလိုရှိ၏ခက်ခဲနက်နဲသောအရေးကိစ္စကြုံတွေ့ရချိန်၌ပညာရှိကိုအလိုရှိ၏သူယုံမှသည်သူတော်ကောင်းကိုတွေ့မြင်လျင်ချုပ်ချယ်ညှင်းဆဲခြင်းပြုလို၏အမှုကိစ္စဟုသမျှကိုအလင်းစလိုမပြုရအလင်းစလိုပြုခဲ့သောနောင်မှပူပန်ရတတ်၏အမျက်ဒေါသကိုဖြေဖြောင်းနိုင်လျင်စိုးရိမ်ခြင်းကင်းရ၏သူကျေးဇူးကိုဆိုတတ်လျင်သူတော်ကောင်းတို့ချီးမွမ်းကုန်၏ကြမ်းကြုတ်သောစကားကိုသည်းခံခြင်းသည်မြတ်၏ကျင်းမြောင်း၍မစင်အတိပြီးသောနေရာ၌နေရခြင်းသည်ဆင်းရဲ၏ထိုထက်မချစ်မနှစ်သက်သောသူနှင့်အတူတကွနေရခြင်းသည်ပို၍ဆင်းရဲ၏ထိုထက်သူကျေးဇူးကိုမသိတတ်သူနှင့်နေရခြင်းကပို၍ဆင်းရဲ၏ဆုံးမသင့်သည်ကိုအမြဲဆိုဆုံးမရ၏ကျုံးမာသောအကျင့်ကိုလည်းတားမြစ်ရ၏ထိုသို့ဆုံးမတားမြစ်တတ်သူကိုသူတော်ကောင်းတို့နှစ်သက်လိုလားကြ၏သူယုံမာတို့ကမနှစ်သက်ကြကြမိမိထက်မြတ်သောသူကိုမိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့်၎င်းရဲရင်သောသူကိုသင်ခွဲခြင်းဖြင့်၎င်းမိမိအောင်နှိမ်သောသူကိုတစိုးတစည်းပေးခဲ့ခြင်းဖြင့်၎င်းမိမိနှင့်တန်းတူသူကိုမိမိကလုံလပြုအားထုတ်ခြင်းဖြင့်၎င်းအောင်မြင်ရ၏တန်ဃာပိုင်တန်ဤကပစ္စည်းကိုအလွဲသုံးစားပြုခြင်းသည်အစိတ်ကိုတောက်သုံးခြင်းထက်ဆို၏အစိတ်သည်တစ်ကြိမ်တစ်သက်ကိုသာတတ်တတ်တော်လဲတန်ဃာပစ္စည်းကိုအလွဲသုံးစားပြုမှမှုဘဝအဆက်ဆက်ပျက်စီးရချေ၏လင်းမြတ်ခြင်းဖြင့်မြင်း၏ကျေးဇူးကိုသိရ၏ဝင်းကိုဆောင်ရွက်ခြင်းဖြင့်နွား၏ကျေးဇူးကိုသိရ၏နို့၏ရသဖြင့်နမ၏ကျေးဇူးကိုသိရ၏ကြံစီလိုဝဲရာအမှုကိစ္စတို့၌ဖြေကြားပြောဆိုခြင်းဖြင့်ပညာရှိ၏ကျေးဇူးကိုသိရ၏သူတော်ကောင်းတို့၏ဥစ္စာသည်နည်းပင်နည်းညားတော်လဲတွေးမရသောရေချိုကဲ့သို့သူတစ်ပါးတို့တောက်သုံးမိခိုရ၏မသူတော်တို့၏ဥစ္စာသည်ကများပင်များညားတော်လဲသမုဒ္ဒရာရေကဲ့သို့တောက်ချိုးမိခိုရမရနိုင်
မြစ်တို့သည်ရေကိုမတောက်ကုန်သစ်ပင်တို့သည်အသီးကိုမစားကုန်သူတော်ကောင်းတို့၏ဥစ္စာသည်လည်းသူတစ်ပါးတို့၏အကျိုးအတွက်ဖြစ်၏မတောင်းတအပ်သည်ကိုမတောင်းတရမကြံစီအပ်သည်ကိုမကြံစီရတရားသဖြင့်သာလျှင်ကောင်းစွာကြံစီရ၏အချိန်ကိုအချင်းနီးအလဟတမကုံဆုံးစေရမကြံစီဘဲလျက်လည်းဖြစ်တတ်၏ကြံရွယ်ထားလျက်လည်းပြတ်တတ်၏ဥစ္စာပစ္စည်းဟုသည်ကြံစီကြိုးစားတိုင်းမရနိုင်သူယုံမာအားချစ်ခြင်းသူတော်ကောင်းအားမနှစ်သက်ခြင်းသူယုံမာတို့၏တရား၌နှစ်လိုခြင်းဤသည်တို့ကပျက်စီးမိအကြောင်းသည်